တော့ဒါကလည်းအာရကမီဒီယာရဲ့ထူးခြားချက်တစ်ခုရှိပါတယ်ဖြစ်ပါတယ်ဆိုဒီအကြောင်းကိုကျွန်တော်ညီကုန်းချုပ်မှာကျွန်တော်သုံးသက်ချက်ဆက်ပြီးပြောသွားမယ်ပေါ့နော်ဆိုတော့ဒီဥပဒေရနိုင်ငံသားနဲ့မွေးရပါနိုင်ငံသားကွဲပြားပုံဆွေးနွေးခြင်းဆိုတဲ့58မိနစ်ဗီဒီယိုဖိုင်မှာကျွန်တော်နားထောင်ချရေးလိုက်တဲ့အခါကျတော့18ချက်လိန်ထားတာတွေ့နော်အချက်လက်မှန်တွေကိုဖုံးကွယ်ပြီးတော့ပေါ့နော်18ချက်လိန်ထားတာတွေ့အဲ့တော့58မိနစ်မှာ18ခါလိန်နေဆိုတော့3မိနစ်ခွဲတိုင်းမှာတစ်ခါလိန်နေတာပေါ့နော်3မိနစ်ကျော်တိုင်းမှာတစ်ခါလိန်နေတာဆိုတော့ကျွန်တော်တို့ကပြောချင်တာကမူရပါနိုင်ငံသားဆိုတဲ့ဒီအဓိပ္ပာယ်သတ်မှတ်ချက်ဆိုတာအဲ့ဒီ1949ခုနှစ်ပြည်သူ့အုပ်ချုပ်ပုံအခြေခံဥပဒေမှာစားပြီးတော့ပေါ်ပြတော့1949ခုနှစ်ပြည်သူ့အုပ်ချုပ်ပုံအခြေခံဥပဒေပုံမှန်7ကားကြီးမှာမြန်မာနိုင်ငံတိုင်းရင်းသားတမျိုးဖြစ်သောသူဒီမဟုတ်ဖြစ်ခဲ့သောမင်းဖာနပါမှာဝီဖို့သူတိုက်ပြီး၎င်းနောက်မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်သောသူဒီမဟုတ်ဆရာနာရှင်ပြုတ်ကြရအဓိကပဲဆရာနာရှင်ပြုတ်ကြပြီးသွားပြီးကျန်တာနောက်မှဒိုးရှင်းမယ်ဆိုပြီးတော့ကျွန်တော်တို့လည်းကျင့်ပြီးလုပ်ခဲ့ကြတာပဲဒါပေမဲ့အခုကအဲ့လိုမဟုတ်ဘူးNUG ကအစပေါ့နော်အားလုံးကဒီဆောင်းငွန်ဆွေးမြင့်ပုတ်တိုးနာဟောင်းနေတဲ့ဒီမြန်မာလူအဖွဲ့အစည်းတွေကဒီအယူဆဟောင်းတွေယူဆဆိုးတွေကိုပေါ့နော်ဒါတွေကိုလည်းဖယ်ထုတ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေကထူးထူးခြားခြားတွေ့ရတယ်ပေါ့နော်အဲ့ဒီအခြေအနေမှာဒီအာရခမီဒီယာကကြတော့သူ့ရဲ့ဒီပုံမှန်အားဖြင့်ဒီလူမျိုးရေးအစွန်းရောက်အမြင်ကျင်းတဲ့ဒီagenda တွေကိုပုံမှန်သူတိုက်ကျွေးနေတာကိုကျွန်တော်တော်တော်လေးစိတ်မကောင်းစွာနဲ့တွေ့တယ်ပေါ့နော်ဒီတန်တာဖြစ်ခဲ့မှုတဲ့ဘိုးဘွားနှုတ်နဲ့အနည်းဆုံးတူဟာဒီမြန်မာနိုင်ငံလို့ဖြစ်လာမဲ့နေနမိတ်မှာဒီထိုင်ခဲ့မှုသူနောက်ဒီမြန်မာနိုင်ငံတပ်ဖြစ်တဲ့သို့မဟုတ်ဒီပြည်သူ့ဘုံအခြေခံဥပဒေအာဏာတည်တဲ့1949ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာအသက်ရှင်လို့ရှိမယ်ဆိုတော့ तू တွေ့တဲ့ तू လုပ်တဲ့ interview တွေလည်းကျွန်တော်ကြည့်တယ်ပေါ့နော်ဒီ interview တွေမှာလည်းတကယ်ဟိုခက်နဲ့မလျော်ညီတဲ့ပေါ့နော်21ရာစုလူအဖွဲ့အစည်းမှာကဘာကြီးမှာမဝင်ဆန့်တော့မဲ့ဟိုးလွန်ခဲ့တဲ့နှစ်10စုနှစ်ပေါင်းများစွာရာစုနှစ်ကာလကလူမျိုးရေးအမြင့်ချင်းတဲ့လူမျိုးရေးတွေကိုဖော်ဆောင်ပြီးတော့တွေးထိုးလှုံ့ဆော်နေတဲ့ပုံကိုယ်တွေရဲ့အတန်တွေပဲကျွန်တော်တွေ့ရတယ်လေတော်တော်အံ့ဩမိတယ်ပေါ့နော်ဒီနေ့ဒီမြန်မာနိုင်ငံသားဖြစ်နိုင်တယ်ဆိုတော့မိဘနှစ်ပါးကမွေးဖော်လာသူနောက်တစ်မျိုးကဒီမြန်မာနိုင်ငံမှာနိုင်ငံသားဖြစ်ခံယူမယ်ဆိုပြီးမြန်မာနိုင်ငံသားရွေးချယ်ဥပဒေအရနိုင်ငံသားဖြစ်လာသူအားလုံးဟာဒီမြန်မာနိုင်ငံသားဖြစ်တယ်ဆိုပြီးတော့ဒီ1949ခုနှစ်ပြည်သူ့ဘုံအခြေခံပြည်သူ့အုပ်ချုပ်ပုံအခြေခံဥပဒေပုံမှန်7မှာကာကြီးခါခွေကားငယ်ဆိုပြီးတော့ပုံမှန်ရခိုင်လူငယ်တွေရခိုင်တန်ခါပိုင်းမှာလည်းပွင့်လင်းတာတွေရှိတယ်ဆိုတော့ဒီဟာတွေအတန်ပေါင်းစုံပါရမယ်ပေါ့နော်ကျွန်တော်တို့ကဘယ်တောင်ပိတ်ဘယ်တောင်ဖော်ထုတ်ဘယ်တောင်တော့နှိမ့်ချမြုပ်ထားဘယ်တောင်တော့မြင့်တယ်မဟုတ်ဘူးလေမီဒီယာအဲ့လိုလုပ်လို့မရဘူးအထူးသဖြင့်ရခိုင်တွေအမြဲကြည့်တဲ့မီဒီယာဖြစ်တဲ့အတွက်ကြောင့်ဒီတိုးတက်တဲ့ရခိုင်ပြည်သူလူထုတွေရဲ့အမြင်တွေနောက်ရခိုင်လူငယ်အင်အားစုတွေအထူးသဖြင့်ထူထက်နိုင်တို့ဒူဝမ်တို့ပေါ့နော်စက်ဒါသူတို့ကဗမာနိုင်ငံရေးမှာရခိုင်နိုင်ငံရေးမှာရှေ့တန်းရှိနေတဲ့လူတွေပဲလူငယ်တွေပဲသူတို့ရဲ့အတန်တွေကိုကြတော့ဖော်ထုတ်ပေးတာကျွန်တော်မတွေ့ရဘူးเนาะဆိုတော့3ခုခွေးပြီးတော့ဒီကြားထန်ခေးတယ်ကြားထန်ခေးတဲ့အခါအဲ့ဒီမှာမြန်မာနိုင်ငံသားဖြစ်တဲ့နေရာမှာတိုင်းကာကြီးနဲ့ခါခွေကြတဲ့အခါတိုင်းသားဆိုတဲ့စကားကိုအဓိပ္ပာယ်ဖွင့်ထားတယ်ဖွင့်ထားပြီးတော့ခါဂန်းငယ်ကြတဲ့အခါမြန်မာနိုင်ငံသားဖြစ်ရွေးချယ်တဲ့နိုင်ငံသားဖြစ်လာသူဆိုပြီးတော့ဒီအဓိပ္ပာယ်ဖွင့်ဆိုထားတာတွေ့တယ်အဲ့ဒီဟာနဲ့ပတ်သက်လို့
1948ခုနှစ်မှာ တော့ဒါကလည်းအာရခမီဒီယာရဲ့ထူးခြားချက်တစ်ခုရှိပါတယ်ဖြစ်ပါတယ်ဆိုဒီအကြောင်းကိုကျွန်တော်ညီကုန်းချုပ်မှာကျွန်တော်သုံးသက်ချက်ဆက်ပြီးပြောသွားမယ်ပေါ့နော်ဆိုတော့ဒီဥပဒေရနိုင်ငံသားနဲ့မွေးရပါနိုင်ငံသားကွဲပြားပုံဆွေးနွေးခြင်းဆိုတဲ့58မိနစ်ဗီဒီယိုဖိုင်မှာကျွန်တော်နားထောင်ချရေးလိုက်တဲ့အခါကျတော့18ချက်လိန်ထားတာတွေ့နော်အချက်လက်မှန်တွေကိုဖုံးကွယ်ပြီးတော့ပေါ့နော်18ချက်လိန်ထားတာတွေ့တယ်အဲ့တော့58မိနစ်မှာ18ခါလိန်နေဆိုတော့ဟို3မိနစ်ခွဲတိုင်းမှာတစ်ခါလိန်နေတာပေါ့နော်3မိနစ်ကျော်တိုင်းမှာတစ်ခါလိန်နေတာဆိုတော့ကျွန်တော်တို့ကပြောချင်တာက ဒီလဲရတဲ့နေ့မှာပဲ1948ခုနှစ်ဒီဇန်နဝါရီလ4ရက်နေ့မှာပဲမြန်မာနိုင်ငံသားဖြစ်မှုအဥပဒေဆိုပြီးတော့ဒီဥပဒေကိုပြဋ္ဌာန်းတယ်ပြဋ္ဌာန်းတဲ့အခါမှာဒီအဥပဒေရဲ့ပုံမှန်3တစ်မှာဘာပြောလဲဆိုလို့ရှိရင်မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးဆိုတာဟာတဲ့အဲ့ဒီကအသုံးနှုန်းအရဆိုလို့ရှိရင်ကချင်ကရင်နီရှင်းမြန်မာခင်ဗျားတို့ရိုဟင်ဂျာကိုလက်ခံနဲ့လက်မခံဘူးဒါကခင်ဗျားတို့ရဲ့ကိုယ်ပိုင်ယူဆလက်ခံတယ်ဆိုလဲခင်ဗျားတို့ရဲ့ယူဆလက်မခံဘူးဆိုလဲခင်ဗျားတို့ရဲ့ယူဆကျွန်တော်လေးစားပေးတယ်အမြင်မတူမဲ့လေးစားပေးတယ်နော်ဒါပေမဲ့လိန်တာညာတာလှည့်ပြားတာဖုံးခွယ်တာဒါကမလှုပ်တဲ့ဒီ21ရာစုခေတ်နိအင်တာနက်ခေတ်ကြီးပွင့်လင်းလူအဖွဲ့စီဘလို့မှလို့မရဘူးရှေ့ကဖုံးရင်နောက်ကပေါ်မယ်ဆိုတာအဲ့ဒီလိုလိန်ညာလှည့်ပြားတဲ့လူတွေကမသိကြဘူးလားနော်ဆိုတော့ရခိုင်စားတီဒိုဒီလေကောင်နောက်တစ်မျိုးက1823ခုနှစ်ကလေးကမြန်မာနိုင်ငံလို့စစ်လာမဲ့နေနမိတ်တွင်းမှာပြည်ရင်းနိုင်ငံအဖြစ်နေထိုင်လာတဲ့လူနေစုဝင်များကိုတိုင်းရင်းသားဆိုပြီးတော့မြန်မာနိုင်ငံတိုင်းရင်းသားဆိုပြီးတော့အဓိပ္ပာယ်ဖွင့်ခဲ့တယ်အဓိပ္ပာယ်ဖွင့်တော့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကျွန်တော်လွန်ခဲ့တဲ့နေ့ကဒီရိုဟင်ဂျာရခိုင်ပြည်မြောက်ပိုင်းကခေပညာတတ်ရိုဟင်ဂျာလူငယ်လေးတယောက်ကကျွန်တော်ချက်ပေါက်ကနေပြီးတော့ဆက်သွယ်ပြီးပြောတယ်။ဘာပြောလဲဆိုတော့ तू ကတော့တကယ်ဟိုရိုဟင်ဂျာလူအဖွဲ့အစည်းနဲ့ရခိုင်လူအဖွဲ့အစည်းကြားမှာသဟဇာတာဖြစ်ရေးကို तू လုံနေတဲ့လူငယ်တယောက်ပေါ့နော် तू လုံနေနှစ်ပေါင်းများစွာကြာပြီပေါ့နော်။ NGO တွေမှာလည်း तू လုံတယ်ရခိုင်နေနဲ့လည်းဆက်သွယ်တယ်ရိုဟင်ဂျာနေနဲ့လည်းဆက်သွယ်တယ်အစွန်းရောက်ဝါဒတွေကိုတိုက်ဖြတ်တယ်ပေါ့နော်။ तू ကကျွန်တော်နဲ့ तू နဲ့မကြဆွေးနွေးပြတာကြာပါပြီ။ဒါပေမဲ့ तू ကအဲ့လုံရဲ့နေ့ကကျတော့ဘာပြောလာလဲဆိုတော့ဦးလေးရေတဲ့ကျွန်တော်တို့ရခိုင်ပြည်ချင်းနဲ့အရင်ကတုန်းလောကလိုပဲပြန်ဆိုးလာအောင်မလားမသိဘူးတဲ့ကျွန်တော်တို့ရိုဟင်ဂျာတွေလည်းအရင်ကလိုပဲအသက်ခံအောင်မလားမောင်းထုတ်ခံအောင်မလားမသိဘူးဆိုတော့ तू ကပြောတော့ကျွန်တော်အံ့ဩသွားတယ်ဒီနေ့မြန်မာပြည်သူတွေရခိုင်ပြည်သူတွေရဲ့နိုင်ငံရေးအသိနှိုးထားမှုပေါ့ positive ကတော်တန်ရှိတယ်ဗျရှိတဲ့အတွက်ကြောင့်ဒီအရင်တုန်းကလိုစိုးစိုးဝါတော့မဖြစ်နိုင်ဘူးမဖြစ်အဲ့လိုတော့ဖြစ်မှာမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ဒီဟာကအချိန်ကြာမယ်ကုစားရမယ်စိတ်ရှည်ရမယ်ဆိုတော့ကျွန်တော်တို့လက်ခံရမယ်နော်ဆိုတော့ကျွန်တော်တို့ကိုယ့်ဘက်ကအမှားရှိလဲဒီအမှားဝင်ခံမယ်ဆိုတော့ဒါဒီလိုပုံစံမျိုးနဲ့သွားမှာပေါ့နော်အားလုံးကငါမြဲမှန်တယ်သူမြဲမှားတယ်သူမြဲမှန်တယ်ငါမြဲမှားတယ်ဒီလိုကတော့မရဘူးပေါ့နော်ဆိုတော့နေပေါင်းခင်ဗျားကဘာဖြစ်လို့ဒီလိုမေးတာလဲဆိုတော့အခုနောက်ပိုင်းနဲ့ကျွန်တော်နဲ့ဆက်ဆံတဲ့ရခိုင်တော်တော်များများကတော်တော်လေးပြောင်းလဲသွားပြီတဲ့အခုစစ်တပ်ကနေပြီးတော့စစ်တပ်နဲ့သူတို့နဲ့ဒီ AA နဲ့ဒီအပြစ်ခတ်ရစဲလုပ်ပြီးတဲ့နောက်ပိုင်းမှာဒီရခိုင်တွေကဒီရခိုင်ပြည်ငါတို့ပဲအုပ်ချုပ်တော့မှာငါတို့ပဲအစိုးရဖြစ်တော့မှာဆိုတော့မင်းတို့ရိုဟင်ဂျာတွေကောင်းကောင်းနေမင်းတို့ကောင်းကောင်းမနေဘူးဆိုရင်တော့မင်းတို့မလွယ်ဘူးမင်းတို့အရင်ကနေလိုပဲပြန်ဖြစ်အောင်မယ်ဆိုပြီးတော့ဒီလိုပြောင်းကျင်းတဲ့သဘောတော့မဟုတ်ဘူးအဲ့ဒီအရေးအယောင်တွေကကျွန်တော်မကြမ်းတော်တော်များများမှကျွန်တော်တွေ့နေတယ်အဲကျွန်တော်အားဟောသွားတယ်နေပါအောင်နဲ့ခင်ဗျာဟိုတလောကပဲပူသီတော်မောင်းတော့မှကလေးတွေကြောင်းတက်ပြောရှင်ကျွန်တော်တို့ကဝင်းတာနေတာအန်ကဦးလေးတဲ့အဲ့ဒါကလည်းအပေါ်ရမယ်တဲ့ဆရာတွေလည်းရခိုင်ဆရာတွေလည်းအပေါ်ရမယ်တဲ့ဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်ကတော့ဟိုအခုအချိန်ဒီမှာ
စစ်တပ်နဲ့ဒီနားလည်မှုယူပြီးပြက်ခတ်ရက်စဲပြီးတဲ့အချိန်တွေမှာသူတို့ရဲ့ပုံသဏ္ဍာန်တွေဟာအများကြီးပြောင်းလဲသွားပြီဒါသူတယောက်တည်းပြောတာဒါကိုကျွန်တော်ကရိုဟင်ဂျာအားလုံးကိုကိုစားပြုတယ်ရခိုင်အားလုံးကိုကိုစားပြုတယ်လို့ကျွန်တော်မပြောဘူးကျွန်တော်ကိုလူတယောက်လူငယ်တယောက်ကလာပြောတာဆိုတော့ဒီသူပြောတဲ့စကားကရခိုင်ပြည်နေရာအနှံ့ပြားမှာဖြစ်နေတာဟုတ်ချင်တော့မဟုတ်ချင်မဟုတ်ကျွန်တော်မသိဘူးဒါပေမဲ့ဒါဆိုရင်ပူပါစရာဖြစ်တယ်နော်ဆိုတော့ဒါတွေကိုအားလုံးကနှစ်ဖက်လူဖွဲ့စည်းရောကနေပြီးတော့အထူးသတိထားဖို့လိုတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့လူဖွဲ့စည်းတယ်မှာပေါ့ဗျာရခိုင်ပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ရိုဟင်ဂျာပဲဖြစ်ဖြစ်ဒိုင်းယန်သားပဲဖြစ်ဖြစ်ဒီ moderate ပေါ့နော် moderate ဖြစ်တဲ့ဒီတာဟာဇာတာဖြစ်တဲ့အလေလအမြင်ရှိတဲ့နှစ်ဖက်ကိုမျှပြီးစဉ်းစားတဲ့စဉ်းစားခြင်းနဲ့ဒီအင်အားစုတွေကိုတိုးတက်များပြားလောင်တော့ကူညီရမယ်ဗျာနော်ဆိုဒီလိုကူညီဖို့ဟာအဲ့ရဒီမြန်မာနိုင်ငံသားလို့သတ်မှတ်တဲ့အခါမှာဒီ1949ခုနှစ်ပြည်ထောင်စုပုံအခြေခံဥပဒေပုံမှစစ်တပ်မှာပါတဲ့ကြားထန်းချက်နဲ့အညီဒီမြန်မာနိုင်ငံသားဖြစ်မှုဥပဒေအဥပဒေကိုကြားထန်းတာဖြစ်တယ်အဲ့တော့1949ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေ1949ခုနှစ်ဒီမြန်မာနိုင်ငံသားဖြစ်မှုမီဒီယာမှာလည်းအဓိကတာဝန်ရှိတယ်ဘာလို့မီဒီယာကဒီနေ့ communication ဒီလူတွေနဲ့ဆက်သွယ်တဲ့နေရာမှာမီဒီယာကအရာရေးပါနေပြီလေဘာလို့လူတိုင်းလောက်မှာဖုန်းရှိနေပြီဖုန်းရှိရင် internet ရှိရင် Facebook ရှိရင်မီဒီယာမှာနားထောင်လို့ရနေပြီလေဆိုမီဒီယာ main media ပေါ့နော်ဒီ main ဒီအတော်တန်ပြည့်သက်ရှိတဲ့မီဒီယာတွေကဒီ moderate အင်အားစုတွေအစွတ်ပိုအားကောင်းအောင်အစွမ်းအောင်အင်အားစုတွေကိုဟိုဒါအားနည်းအောင်လုပ်ရမယ်တလောပဲကိုမောင်မောင်ဆိုးကနေတော့မီဒီယာဘက်မလိုက်ရဘူးဆိုတဲ့ကိစ္စသူဘာသာပြန်ပြီးတင်ထားတာတော်တော်ကောင်းတဲ့ဆောင်းပါလေးပဲနော်ဘာလို့ဆိုတော့ဒီအဖိနှိတ်ခံရတဲ့လူဖိနှိတ်တဲ့လူတရားမျှတတဲ့မှုမတရားတဲ့ဘက်ဒီလိုရှင်းလာရင် तू ကတွက်ကြားနိုင်ဥပဒေ1949ခုနှစ်ပြည်ထောင်စုပုံအခြေခံဥပဒေပုံမှဒီစစ်တပ်ပါပြဋ္ဌာန်းချက်အရပြဋ္ဌာန်းတာဖြစ်တယ်အဲ့ဒီပြဋ္ဌာန်းချက်ထဲမှာကတိုင်းရင်းသားဆိုတဲ့အဓိပ္ပာယ်ဖွင့်ထားတယ်ဒီတိုင်းရင်းသားဆိုတာဟာဒီဥပဒေရဲ့ထူးခြားမှုကဘာရှိလဲဆိုလို့ရှိရင်ဒီခေတ်ခေါ်နဲ့ပြန်ပြောပြလို့ရှိရင်ကချင်ကယားကရင်ရှင်းဟိုတုန်းကကရင်နီခေါ်တယ်ဟုတ်ကဲ့ဟိုရင်ကရင် sorry ကယားကိုကရင်နီခေါ်တယ်ဒီလိုမရအောင်ဘာလို့မီဒီယာကိုနိုင်ကနော်တိတ်ခါရှိတဲ့ဂုံတိတ်ခါရှိတဲ့ဒီလွတ်လပ်စွာပြောဆိုနိုင်တဲ့မီဒီယာတစ်ခုဖြစ်ဖို့ဟာအတွက်ကဒီမိုကရေစီနဲ့လူ့အခွင့်အရေးစံတွေထွန်းကားမှဒီမီဒီယာကအဲ့ဒီနေရာမှာရေကောင်းမြေသားမှာသူကရှင်သန်တာဟုတ်နော်အဲ့ဒီကကျတော့မီဒီယာရဲ့တာဝန်ကလည်းသူကဟိုအစွမ်းရောက်တွေရဲ့ voice ကိုမပြောအောင်ပြောရမယ်ဒါမှဒီအစွမ်းရောက်တွေကလည်း voice ထင်မြင်ချက်ကိုကြံတဲ့လူတွေသိမှာဒါပေမဲ့ဆက်ထဲမှာပဲ moderate voice တွေကိုလည်းတင်ပေးရမယ်ဒါမှ moderate voice တွေကိုအစွမ်းရောက်တဲ့အမြင်ရှိတဲ့လူတွေကသိလာကြမယ်ဒါမှသူ့ဘက်ကိုယ့်ဘက်အမြင်နဲ့ချိန်ဆလာကရင်ကတော့ကရင်ပဲအဲ့တော့အဲ့ဒီခေတ်ကဥပဒေမှာသုံးထားတာဒီခေတ်မှာဗမာကိုမြန်မာလို့ခေါ်တယ်ဗမာလို့မခေါ်ဘူးမြန်မာလို့ခေါ်တယ်မြန်မာဟိုတုန်းကအသုံးနှုန်းရဥပဒေအသုံးရဆိုရင်ကချင်ကရင်နီဆိုတာဒီခေတ်မှာခေါ်တော့ကရပေါ့နောက်ရှင်းကမြန်မာဆိုတာဒီခေတ်ကိုဗမာဆိုတော့မီဒီယာရဲ့တာဝန်ကျွန်တော်တို့ရဲ့တာဝန်ဟာဒီ moderate တွေတာဟာဇာတာဖြစ်တဲ့လူ့အခွင့်အရေးတွေဒီမိုကရေစီရေးတွေကိုပို့ပြီးတော့ကျွန်တော်တို့အားကောင်းအောင်လုပ်ရမယ်ဒါမှကျွန်တော်တို့လူ့အဖွဲ့အစည်းကကောင်းလာမယ်မီဒီယာကလည်းတိတ်ခါရှိတဲ့ဂုဏ်တိတ်ခါရှိတဲ့မီဒီယာဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်ပေါ့ဟုတ်တော့အခုကျွန်တော်ဆွေးနွေးပွဲရှိပြန်သွားမယ်နော်ဆွေးနွေးပွဲရှိပြန်သွားတော့ပထမဆွေးနွေးပွဲမှာဦးအောင်ကျော်စင်ကဘာပြောလဲဆိုတော့ဒီအာရက်ခမီဒီယာမှာနောက်ဝန်ရခိုင်ရှင်းဆိုပြီးတော့ဒီတိုင်းရင်းသားလူမျိုးကြီး10မျိုးတိုင်းရင်းသားလူမျိုးကြီး10မျိုးဟာမြန်မာနိုင်ငံတိုင်းရင်းသားဖြစ်တယ်ဆိုပြီးအတိတ်ကိုပြင်ပြီးတော့ဒီကျန်တဲ့မျိုးနွယ်စုကြတော့1823ခုနှစ်ကမြန်မာနိုင်ငံလို့ဖြစ်လာမဲ့နေနမိတ်မှာ
မွေးဖော်လာသူသူတို့ကြတော့ဒီမြို့နေသူကိုကြတော့တိုင်းရင်းသားသက်မှတ်တာမှာဒီခုနှစ်ပိုင်းခြားနဲ့ ဒီ1940ခုမှာရေးဆွဲပြီးတော့1948လွတ်လပ်ရေးရတဲ့အခါမှာကျင့်သုံးခဲ့တဲ့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပုံမှန်17နဲ့12မှာတဲ့ဥအောင်ကျော်စင်ပြောတဲ့စကားလုံးကိုကျွန်တော်အတိအကျကျွန်တော်ပြောမယ်နော်ဥပဒေအရနိုင်ငံသားနဲ့မွေးရပါနိုင်ငံသားဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ချက်ဆိုတာအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဖော်ပြထားပါတယ်တဲ့နော်သူပုံမှန် သက်မှတ်တယ် ဟုတ်ကဲ့ ဒီမျိုးကြီးရှင်းမျိုးကြတဲ့အခါခုနေနဲ့မသက်မဲ့ဘူးလူမျိုးဖြစ်တာနဲ့နိုင်ငံသားဖြစ်တယ်ဆိုတဲ့သက်မှတ်ချက်ရှိတယ်သက်မှတ်ချက်ရှိတော့ဒီသက်မှတ်ချက်အရတိုင်းရင်းသားမျိုးတစ်မျိုးမျိုးမှာပါဝင်သူအလုံးဟာမြန်မာနိုင်ငံသားဖြစ်ခဲ့တယ်ပေါ့အဲ့ဒီဥပဒေရ1948ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေရနိုင်ငံသားဖြစ်အဲ့တော့ 17စနစ်မှာဥပဒေအရနိုင်ငံသားနဲ့မွေးရပါနိုင်ငံသားဆိုပြီးတော့1900ဒီလွတ်လပ်ရေးရတော့ဗိုလ်ချုပ်အောင်ဆန်းတို့ရေးဆွဲခဲ့တဲ့ရခိုင်ခေါင်းဆောင်တွေကချင်ကရင်ခေါင်းဆောင်တွေမြန်မာမွတ်စလင်ခေါင်းဆောင်တွေရိုဟင်ဂျာခေါင်းဆောင်တွေပါပြီးတော့ရေးဆွဲခဲ့တဲ့ဒီဖွဲ့စည်းပုံမြန်မာပထမဖွဲ့စည်းပုံမှာဥပဒေအရနိုင်ငံသားနဲ့မွေးရပါနိုင်ငံသားဆိုပြီးတော့ခွဲခြားထားပါတယ်တဲ့ပုံမှန်17နဲ့17ရှိပါတယ်ဆိုကဲကျွန်တော်တို့ပုံမှန်နဲ့17အဲ့ဒီနေရာကိုကျွန်တော်တို့သွားကြအောင်နော်ဆိုတော့ဥအောင်ကျော်စင် နောက်ပိုင်းနောက်တစ်ခုကဘာရှိလဲဆိုလို့ရှိရင်အဲ့ဒီခေတ်ကမြန်မာနိုင်ငံမှာဒီထိုင်လူတဲ့လူတွေကိုဒီလွတ်လပ်ရတဲ့အခါမှာမြန်မာနိုင်ငံသားဖြစ်ရှင်သလားမြန်မာနိုင်ငံသားဖြစ်ရှင်လို့ရှိရင်မြန်မာနိုင်ငံသားကြီးရွေးချယ်လို့ရတယ်ဆိုပြီးတော့ခါ1948ခုနှစ်မတ်လ3ရက်နေ့မှာမြန်မာနိုင်ငံသားကြီးရွေးချယ်ရေးဥပဒေဆိုပြီးတော့ခါဥပဒေတစ်ခုကြားထားတယ်အဲ့ဒီဥပဒေရ ပြောတဲ့စကားပေါ့ဆိုတော့1940မှာပြဋ္ဌာန်းပြီးတော့1948မှာအတည်ပြုတဲ့လွတ်လပ်ရတဲ့အချိန်မှာစတင်ကျင့်သုံးတဲ့ဒီဖွဲ့စည်းပုံချုပ်ပုံအခြေခံဥပဒေရဲ့နိုင်ငံသားဖြစ်မှုပေါ့နော်အခန်းနှစ်လားမသိဘူးနိုင်ငံသားဖြစ်မှုခေါင်းစဉ်အောက်မှာပုံမှန်10ရှိတယ်17ရှိတယ်12ရှိတယ်ဆိုတော့ဥအောင်ကျော်စံရ17နဲ့12ကိုပြောပြီးတော့10ကိုခြံထားတယ်ဆိုတော့10ကအောက်က17နဲ့12ကိုချုပ်ထားတဲ့သဘောနော်10ကိုကျွန်တော်ဖတ်ပြ ကောက်ကြီးကြေပြင်းပြင်းဒီခွင့်ပြုခဲ့လေဆိုလို့ရှိရင်ဒီကဘီမင်းရဲ့ပိုင်းနဲ့နေမြေတစ်ခုခုမှာဝိမောလာသူဖြစ်ရင်ဒီကဘီမင်းရဲ့ပိုင်းနဲ့နေမြေဆိုတာဟာနေမွေးအင်ပါယာလို့ပြောတဲ့အတွက်ဒီဗြိတိရှအင်ပါယာတစ်ခုခုမှာမွေးလာသူဟာလည်းပဲမြန်မာနိုင်ငံသားအဖြစ်ရွေးချယ်လို့ရတယ်နောက်တစ်မျိုးက1940ခုနှစ်ဇန်နဝါရီလ ပြည်တော်စုမြန်မာနိုင်ငံတဝန်းလုံးတွင်နိုင်ငံသားဟူ၍တစ်မျိုးတည်းသာရှိရမည်တဲ့ဆိုလိုရင်းမှာတဲ့နော်သူထပ်ပြောလိုက်တယ်တစ်မျိုးတည်းသာရှိရမည်ဆိုတော့မရထားဘူးဆိုလိုရင်းမှာပြည်တော်စုအဖွဲ့ဝင်များ၏နိုင်ငံသားဟူ၍အတိအကျမချိစေရပြည်တော်စုမြန်မာနိုင်ငံသားဟူ၍သာရှိရမည်နော်ပြည်တော်စုအဖွဲ့ဝင်ဆိုရှမ်းပြည်နယ်တို့ကချင်ပြည်နယ်တို့အဲ့ဒီနိုင်ငံသားဆိုတာမရှိရနော်ဆိုတော့ပုံမှန်30မှာပြည်တော်စုမြန်မာနိုင်ငံတဝန်းလုံးတွင်နိုင်ငံသားဟူ၍တစ်မျိုးတည်းသာရှိရမည်လို့ရေးထားရသားနေနော်ဥအောင်ကျော်စင်ကဘာဖြစ်လို့ 4ရက်နေ့ကနေsorry ဇန်နဝါရီလ1ရက်နေ့ကနေ1948ခုနှစ်ဇန်နဝါရီလ4ရက်အတွင်းမှာဒီနေ့တည်းမလို့ဒီနေ့တည်းမနေ့ရှင်းနေအောင်မရောတဲ့အချိန်ကာလအတွင်းဒီမြန်မာနိုင်ငံလို့ဖြစ်လာမဲ့နေနမိတ်အတွင်းမှာနေထိုင်မှုကိုဖြစ်ရင်မြန်မာနိုင်ငံသားဖြစ်ရွေးချယ်လို့ရတယ်နောက်တစ်မျိုးကစိတ်ဓာတ်ကောင်းရမယ်နောက်တစ်မျိုးကမြန်မာနိုင်ငံရဲ့အထူးဘောလုံခြုံရေးကိုမထိပါရဘူးအဲ့ဒီလူမျိုးဆိုလို့ရှိရင် ဥပဒေရနိုင်ငံသားနဲ့မွေးရပါနိုင်ငံသားကိုဖွဲ့စည်းပုံအခြေခံဥပဒေတော်မှာရှိခဲ့ပါတယ်လို့ဘာကြောင့်ပြောရတာလဲသူပြောတဲ့ပုံမှန်17စနစ်ကိုပြန်ကြည့်လိုက်တဲ့အခါကျတော့လေသူကပုံမှန်17မှာကျတော့ဘယ်လိုလူတွေသည်ခုန
နိုင်ငံသားတစ်မျိုးတည်းမှာကျုံးဝင်တယ်လေလူတွေမတူရအောင်လေဗျာ မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ခွင့်ရှိတယ်နောက်တစ်မျိုးကတော့ဒီတွင်အရွေမရောက်သေးတဲ့လူဥနေတဲ့လူတွေကတော့6ခွင့်မရှိဘူးဆိုတော့ကတားမြစ်ထားတယ်ပေါ့အဲ့တော့ဒီနောက်အခါဒီခုကျွန်တော်ဆွေးနေမဲ့ခေါင်းစဉ်ရပေါ်လာတာကမြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးမှာပါတဲ့လူဆိုလို့ရှိရင်ဒီလူတွေဟာမွေးရပါနိုင်ငံသားဖြစ်တယ်ပြီးပြီးတော့က1948ခုနှစ်မြန်မာနောက်ခံ background မတူကြတော့ပုံမှန်7ကမှာတိုင်းရင်းသားတစ်မျိုးမျိုးမှာဖြစ်သောတိုင်းရင်းသားမိဘနှစ်ပါးမှာမွေးသောသူများသည်နိုင်ငံသားဖြစ်သည်မွေးရပါနိုင်ငံသားဖြစ်သည်ဥရေရနိုင်ငံသားဖြစ်သည်လို့မေးတော့နိုင်ငံသားဖြစ်သည်နောက်တစ်ခါခုနနိုင်ငံသားဖြစ်ရွေးချယ်ဥပဒေရဆိုလို့ရှိရင်မြန်မာနိုင်ငံသားဖြစ်လာသူသူကနေတဆင်းမွေးဖွားလာတဲ့သားသမီးမြေပေါ်သူတို့ဟာဥပဒေရနိုင်ငံသားဆိုပြီးတော့ခါဒီဥပဒေရနိုင်ငံသားပြောင်းလာတဲ့လူတို့ရခါဒီအုပ်စုလူစုကွဲသွားတယ်အုပ်စုလူကွဲသွားတော့အဲ့ဒီခေတ်ကအခုဒီရိုဟန်ဂျာအမေရိကန်ထင်တဲ့ဒီဘင်္ဂလီတွေပြောတဲ့စကားတစ်ခုကိုဒီဆက်ပြီးတော့ကျွန်တော်ပြောပြမယ်ဘင်္ဂလားဒေ့ရှ်မှာသူမိဘမျိုးဆက်ကျွန်တော်တို့လူမျိုးပေါ့ဗျာဒီမိဘအဖိုးအဖွားမျိုးဆက်ကဗမာတို့မွန်တို့ဒီလိုရှိနေရင်ဒါကသူလည်းနိုင်ငံသားဖြစ်သည်သူလည်းဥပဒေရနိုင်ငံသားမွေးရပါနိုင်ငံသားမခွဲတာဘူးနော်ဆိုတော့နောက်ကားငယ်တို့ကကြီးတို့ကတော့အရိကာလာလူနေမှုစနစ်နဲ့ကိုက်ညီအောင်ရေးထားတာပေါ့ဗျာအဲ့ဒီလူတွေရခိုင်ပြည်ဝင်လာပြီးတော့နိုင်ငံသားဖြစ်တယ်ကျွန်တော်တို့မဖြစ်ဘူးဘာလို့မဖြစ်လဲဆိုပြီးတော့ကပြောကြတဲ့စကားက1940နဲ့ခုနှစ်ပြည်သူ့အုပ်ချုပ်ပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နောက်1948ခုနှစ်မြန်မာနိုင်ငံသားစစ်မှုဥပဒေကိုသူတို့နားမလည်လို့ပြောကြတာ1900ဦးအောင်ကျော်စင်ပြောတဲ့ထက်မှလည်းဒီကိစ္စမပါဘူးကျွန်တော်လည်းထပ်မပြောတော့ဆိုတော့ဦးအောင်ကျော်စင်ကနော်ဒါတရားလွှတ်တော်ရှေ့နေလို့ပြောတယ်1948မှာစတင်ကျင့်သုံးခဲ့တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာဘယ်သူမှပြင်လို့ရတာမဟုတ်ဘယ်သူမှလိမ်လို့မရတာမဟုတ်ဘယ်သူမှဖျောက်လို့ရတာမဟုတ်48ခုနှစ်မြန်မာနိုင်ငံသားဥပဒေရဆိုလို့ရှိရင်မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးမှာပါတဲ့ကချင်ကရကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဒီခေတ်စကားရဆိုရင်အဲ့ဒီလူမျိုးအားလုံးဟာအဲ့လူမျိုးဖြစ်ုံနဲ့မြန်မာနိုင်ငံသားဖြစ်တယ်ဖြစ်တော့ဒီလူတွေဟာဘယ်နိုင်ငံမှာပဲမွေးခေဒီမြန်မာနိုင်ငံကိုလာလို့ရှိရင်မြန်မာနိုင်ငံသားအဖြစ်ခံယူလို့ရတယ်ဆိုရင်ဒီအဲ့တော့1948ဖွဲ့စည်းပုံကြီးကခင်ဗျားတို့ internet ထဲမှာ1948 Burmese Constitution ဆိုပြီးရိုက်ထက်လိုက်ဗမာလိုလည်းခင်ဗျားတို့ Unicode သုံးရင်မြန်မာ1948မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမြန်မာလိုရိုက်ထက်လိုက်ပေါ်လာလိမ့်မယ်အလွယ်တကူဖတ်လို့ရတယ်လင်လို့ရတဲ့ကိစ္စမဟုတ်မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးမှာအပါဝင်ခဲ့တဲ့လူကဥပဒေရနိုင်ငံသားဆိုတာ1948မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ဥပဒေရနိုင်ငံသားဖြစ်လာပြီသူတို့ကြတော့ဒီအော်တိုအလိုလိုမဖြစ်ဘူးဝေးရပါမဖြစ်ဘူးသူတို့ဟာဒီဥပဒေရရှောက်ထားပြီးမှနိုင်ငံသားဖြစ်တယ်ဒီဟာရဒီဥပဒေရနိုင်ငံသားနဲ့ဝေးရပါနိုင်ငံသားဆိုပြီးတော့ခါဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဒီကိုးပြလာတာဖြစ်တယ်ဟုတ်ကဲ့နော်အဲ့တော့ဒီဖွဲ့စည်းပုံကြီးမှာနိုင်ငံသားတစ်မျိုးတည်းပါရှိပါတယ်လို့ရေးထားပြီးတော့နော်ဒီတိုင်းရင်းသားမွေးတခြားဘသူကမွေးခုနတိုင်းရင်းသားမဟုတ်ဘဲနဲ့တော့မှဒီ1942မတိုင်ခင်ကတစ်ဆက်တည်းနေခဲ့တဲ့လူဖြစ်ရင်လည်းပဲတိုင်းရင်းသားတွေတစ်ဆက်မှမပိုင်လည်းပဲနော်သူကနိုင်ငံသားပဲဆရာကျေးဇူးတင်ပါတယ်ဆိုရင်ဆရာကတော့ဒီဟာကိုဥပဒေကြောင်းအရအသေးစိတ်ရှင်းပြသွားပါဒီနေရာမှာကျွန်တော်ကနေပြီးတော့ဆရာဦးခိုင်အောင်ကျော်ကိုဒီကိစ္စကိုပဲဝေးရပါနိုင်ငံသားနဲ့ဥပဒေအရဖြစ်လာတဲ့နိုင်ငံသားကွာခြားမှုကိုဒီ1949ကျွန်တော်တို့ရဲ့မြန်မာပြည်လွတ်လပ်ရေးရတော့ကစလာတဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အဲ့ဒီနောက်ကလိုက်လာတဲ့ဥပဒေတို့ရဲ့နဲ့ပတ်သက်ပြီးတော့ဆရာနိုင်ငံရေးအနေနဲ့ကြတော့ဆရာဘယ်လိုသုံးသပ်ချင်ပါလဲခင်ဗျနော်ဥပဒေရနိုင်ငံသားမိုးရပါနိုင်ငံသားလို့ပုံမှန်10မှာလည်းမပြောတော့ဘူး17မှာလည်းမပြောဘူး17မှာလည်းမပြောတော့ဘူးဆိုတော့ဘယ်သူမှလိန်လို့ညာလို့ဖုံးလို့ပြင်လို့မရတဲ့ဒီဖွဲ့စည်းပုံကြီးကိုတရားလွတ်တော်ရှင်းနေဥအောင်ကျော်